လူရုပ်မှာခင်မုန်းဖြစ်သူဟာသူ့ရဲ့ဇနီးတဲ့ကိုရေထဲမှာ3 ရက်3 ညတိုင်နှက်ထားခဲ့ပြီးသူကိုယ်တိုင်ကတော့အချစ်ဦးဖြစ်တဲ့မိန်းကလေးစီကိုတွားရောက်ဖော်ပြနေခဲ့တာပါနောက်တနေ့မှာတော့သူမဟာအထုပ်ပိုးတွေတင်ဆက်ပြီးသူတို့ရဲ့အိမ်ကနေထွက်ခွာသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟောင်ကောင်ကတထေးသားတယောက်ရဲ့မင်္ဂလာကားပေါ်တက်သွားပြီးအဝေးကိုထွက်ခွာသွားခဲ့တာပါဒီမြင်ကွင်းကိုခင်မုန်းဖြစ်သူကမြင်လိုက်ပေမဲ့လည်းသူ့ကိုအသက်ထက်ချစ်တဲ့ဇနီးတွေကသူ့ကိုထားမသွားနိုင်ဘူးလို့ယုံကြည်နေတာကြောင့်မျက်စိမားတာလိုပဲထင်နေခဲ့ပါတယ်လွန်ခဲ့တဲ့3 နှစ်တုန်းကတော့ဒီလူဟာသူမကိုခန္ဓာနဲ့လက်ထပ်ယူခဲ့တာကြောင့်အားလုံးကမနာလိုဖြစ်ခဲ့ကြတာပါဒါပေမဲ့လက်ထပ်ပြီး3 နှစ်အတွင်းမှာပဲခင်မုန်းဖြစ်သူကတခြားမိန်းကလေးတစ်ယောက်ကိုချစ်မိသွားခဲ့ပါတယ်တနေ့မှာတော့အဲ့ဒီမိန်းကလေးပျောက်သွားလို့ဆိုပြီးခင်မုန်းဖြစ်သူကဇနီးတဲ့ရဲ့မိဘတွေကိုပြန်ပေးဆွဲပြီးချင်းချောက်ခဲ့ပါသေးတယ်ဇနီးတဲ့ကသူမဘာမှမသိကြောင်းဒူးထောက်တောင်းပန်ပေမဲ့သူကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးဒီလိုနဲ့သူမဟာလမ်းစာပြောင်းနေချိန်မှာခင်မွန်းရဲ့အဖေစီကဖုန်းဝင်လာပြီးဟောင်ကောင်ကမိသားစုတစ်ခုနဲ့လက်ထပ်ဖို့ကန့်လန့်ချက်ကိုချက်ချင်းလက်ခံလိုက်ပါတယ်တကယ်တော့သူမတို့ရဲ့လက်ထပ်စာချုပ်ကလည်းအတူကြီးဖြစ်နေတာပါဒီအမှန်တရားကိုသိလိုက်ရချိန်မှာသူမဟာစာချုပ်ကိုစုပ်ဖြတ်ပြီးခင်မွန်းပေးထားတဲ့ပစ္စည်းတွေကိုပါရောင်းချပစ်လိုက်ပါတော့တယ်မင်းသမီးရဲ့ခင်မွန်းဟာသူ့ရဲ့အချစ်ဦးမိန်းကလေးကတွန်းချခံရတယ်လို့ဟန်ဆောင်တာကိုယုံပြီးဇနီးတွေကိုရေထဲထက်နစ်ပြီးအပြစ်ပေးခဲ့ပါတယ်မင်းသမီးကရေမကူးတတ်ပေမဲ့သူကတော့အချစ်ဦးကိုဖက်ပြီးချော့နေခဲ့တာပါဒီဖြစ်ရကြောင်းသူမဟာဒီလူကိုလုံးဝဆွတ်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာတော့သူမဟာခင်မွန်းဖြစ်သူပေးတဲ့ကတ်တွေကိုဖျက်တောက်ပြီးအထုပ်ဆွဲကထွက်သွားခဲ့ပါပြီခင်မုန်းဖြစ်သူကလမ်းမှာသူမစီးလာတဲ့မင်္ဂလာကားကိုတွေ့ပေမဲ့သူမမှန်းမသိပဲအချစ်ဦးအတွက်ပန်းစီတောင်းဖို့ကားမှန်ကိုလာခောက်တဲ့အချိန်မှာ